တက်တီခံဝေငှခြင်းလို့ဆိုတဲ့အခါမှာကျမအနေနဲ့ကျမရဲ့ကိုယ်တွေ့ကျမရဲ့ဘဝအသက်တာမှာအခုဒီအချိန်ရောက်သည့်အထိတိုင်ပို့ဆောင်လမ်းပြခဲ့တဲ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဘုရားသခင်ရဲ့ဖော်ပြခြင်းဘုရားသခင်ရဲ့တုံသင်ခြင်းဒီရတဲ့အားလုံးအတွက်ကျမတက်တည်ခံရမယ်ဆိုရင်တော့အချိန်နဲ့ကတော့ဘလို့မှလောက်เสียအကြောင်းမရှိဘူးဒါပေမဲ့လည်းကျမဘုရားသခင်ဆုတောင်းတယ်ကျမဘာပြောရမလဲကျမကြိုပြီးတော့စဉ်းစားတယ်ဒါပေမဲ့စဉ်းစားလိုက်တဲ့အရာစာအုပ်တအုပ်စာလောက်ဖြစ်နေဆိုတော့ကျမဘုရားသခင်သမီးကိုအတူဆုံးနဲ့အထီရောက်ဆုံးဖြစ်စေဖို့ရန်အတွက်သမီးရဲ့နှုတ်ရှာအားကိုကိုရောပဲသုံးပါသမီးပြောတာမဟုတ်ပါစေနဲ့တန်ရှင်သောဝိညာဉ်တော်ဖျားလမ်းပြမှုနဲ့ဘုရားသခင်ဖော်ပြတော်မူပါလို့ကျမဒါလေးပဲဆုတောင်းလိုက်ပါတယ်ပြီးတော့မနေ့ညကမှကျမအကြမ်းမြင်လေးပေါ့နော်ဘာလေးတွေပြောရင်ကောင်းမလဲဆိုတော့စဉ်းစားပြီးတော့စာရွက်လေးနဲ့ရေးလာပါတယ်လို့အဓိကတော့ကျမရဲ့အသက်တာအားလုံးလည်းသိပြီးသားဖြစ်မှာပါအတူချုပ်ပြန်လင်းပြောရမယ်ဆိုရင်တော့အဖေနဲ့အမေကမယုံကြည်သူနဲ့ယုံကြည်သူခရစ်ယာန်နဲ့ဗုဒ္ဓဘာသာအိမ်တော်ကနေပေါက်ဖွာလာတယ်ပြီးတော့ကျမငယ်စဉ်ပေါ့နော်မူလာတဲ့အရွယ်9နှစ်လောက်ထဲမိခင်ဖခင်နှစ်ယောက်လုံးကကွဲသွားတဲ့ခါမှာကျမရဲ့အသက်အရွယ်အပိုင်းခြားပေါ့နော်18နှစ်လောက်ထိကကျမရဲ့မိခင်နဲ့ပဲကျမအသက်ရှင်ခဲ့တယ်ကျမကြီးထွားခဲ့တယ်ပေါ့နော်ဆိုတဲ့အခါမှာဘာသာရေးပိုင်းဆိုင်ရာမှာကြည့်ရင်ကျမကဗုဒ္ဓဘာသာတယောက်အဖြစ်နဲ့ကျမအရွယ်ရောက်ခဲ့တယ်ပေါ့ဒါပေမဲ့ကျမရဲ့ဖခင်ကခရစ်တော်ကိုယုံကြည်လက်ခံတဲ့သားသမီးတယောက်ဖြစ်တဲ့အခါမှာသူ့အပြင်ကျမခရစ်တော်ကိုတည်ခဲ့ရတယ်သူ့အပြင်ကျမခရစ်တော်ကိုယဉ်ကျေးခွင့်ရခဲ့တယ်အဓိကကျမပြောချင်တာခရစ်တော်ရဲ့အကြောင်းကိုသိခဲ့ရတယ်ဆိုတဲ့အသက်တာပေါ့နော်ကျမဒါပေမဲ့ဘုရားသခင်ကိုကျမအသက်ရှင်တဲ့ဘုရားဆိုတဲ့အရာပေါ်မှာကျမသက်တည်ခေါ်ရင်ထူးတဲ့ဘုရားဆိုတဲ့အရာပေါ်မှာကျမသက်တည်ကျမကိုယ်တွေ့အပြင်သက်တည်ရပြီးတော့မှကျမခရစ်ယာန်ဘာသာကိုကူးပြောင်းခဲ့တာဖြစ်တယ်ကျမအိမ်အောင်ကြပြီးတဲ့နောက်ပိုင်းမှာကျမခရစ်ယာန်ဖြစ်သွားတယ်ကျမအမျိုးသားကလည်းခရစ်ယာန်ဖြစ်တဲ့အခါမှာခရစ်ယာန်အိမ်အောင်တစ်ခုဖြစ်ကျမအိမ်အောင်ရှင်ဘဝကိုကျမ18နှစ်ပေါ့နော်18 19လောက်မှာကျမစတင်ပြီးတော့အိမ်အောင်ရှင်ဖြစ်ခဲ့ပါတယ်ဒီခါမှာကျမရဲ့မိခင်ကြီးကဘာသာရေးယုံကြည်ချက်ပြင်းထန်တဲ့အခါမှာကျမအတွက်အခက်အခဲတွေအများကြီးကြုံရပါတယ်အထူးသဖြင့်မောင်နှမသားချင်းမရှိတဲ့ကျမလိုတယောက်တည်းသောသမီးသူအရန်မျောလင့်ထားတဲ့သမီးပေါ့နော်ဆိုကျမကဘာသာပြောင်းသွားတယ်ဆိုတဲ့အရာပေါ်မှာသူ့အတွက်ကြီးမားဆုံးသောသူစိတ်နှောက်ယှက်ဖြစ်တဲ့အရာတစ်ခုသူဖြစ်ခဲ့ပါတယ်ကျမဒါကိုကျမနားလဲပါတယ်ဒါပေမဲ့ကျမအသက်ရှင်တဲ့ဘုရားကိုရသွားပြီဆိုတဲ့နောက်မှာကျမဘာနဲ့မှလဲလို့မရတော့ဘူးကျမရဲ့တက်တာမှာကျမဒီတိုင်းပဲစင်ရည်သည်ချမ်းသာသည်ဘာပဲဖြစ်နေပါစေကျမဒီအသက်ရှင်တဲ့ဘုရားကိုကျမသေးသည်အထိကိုးကွယ်စည်းကပ်မယ်လို့ကျမတန်ထိတ်ထန်ချခဲ့ပြီးသားဖြစ်တဲ့အခါမှာကျမရဲ့မိခင်နဲ့မကြာခဏပြဿနာတွေဖြစ်ရတယ်ဆိုတော့ကျမအနေနဲ့ဒီခက်ခဲများစွာကိုကျမမျက်ရည်နဲ့ကြော်ဖြတ်ခဲ့ပါတယ်လို့နောက်ပြီးတော့အိမ်အောင်တဲ့ဘဝတယောက်ကျမရဲ့မျိုးသမီးတယောက်ရဲ့ရှင်သန်တဲ့အသက်တာအနေနဲ့ပြောရမယ်အိမ်အောင်တဲ့ဘဝရောက်လာတဲ့အခါမှာဘုရားခင်ပေးခဲ့တဲ့သမီးနဲ့သားနဲ့ရရှိခဲ့တယ်သူတို့လေးတွေအတွက်ကျမခုနကမနှုတ်လာကြီးဖတ်သွားတဲ့ကျမ်းစာပေါ့နော်တုတ်တန်ကျမ်းဖြစ်မှာပါဒီကျမ်းစာတွေမှာမိမကောင်းရဲ့အပြုအမူအကျင့်အကြံဘုရားသခင်ဖြစ်စေခြင်းနဲ့တာသမီမိမပေါ့နော်မိမကောင်းရဲ့အကျင့်ကျမပြည့်စုံလာလို့စဉ်းစားကြည့်ကျမစဉ်းစားသလိုဒီမှာရှင်အမျိုးသမီးများအားလုံးလဲစဉ်းစားနေမယ်လို့ကျမထင်တယ်အဲ့ထဲမှာပါတယ်မိခင်ကောင်းအိမ်အောင်ရှင်မကောင်းသားသမီးကောင်းအထူးသဖြင့်အမျိုးသမီးအကြောင်းပေါ့နော်သူပတ်သွားတယ်ကျမအရင်ဘုရားရှင်ကိုယေရှုအချီးမွမ်းတယ်ဘာလို့လဲဆိုတော့ကျမပြည့်စုံနေလို့ဘုရားခင်ကျမကိုချစ်တာမဟုတ်ပါဘူးဒါကျမသိခွင့်ရခဲ့တယ်ကျမမပြည့်စုံဘူးဆိုတာကို तू သိရတာနဲ့ကျ
ကျမကိုခုထိသူချစ်တယ်ဒါဖခင်ရဲ့မြတ်တာပါကျမရဲ့သက်တာမှာဖခင်သခင်နဲ့တီကျွမ်းခြင်းဆိုတဲ့အချိန်ကာလကိုအရှိအကြဆုံးကြုံပြခဲ့တာဖြစ်ပါတယ်တီကျွမ်းဖို့ရန်အတွက်ကျမအများကြီးပေးဆက်ခဲ့ရပါတယ်ဖခင်ကို personally တီကျွမ်းဖို့ရန်အတွက်ကျမရဲ့သက်တာတော်တော်များများမှာချိုးဖဲ့ခြင်းခံခဲ့ရပါတယ်ဒါမဲ့ဒီຢာတွေကကျမနဲ့ဖခင်သခင်ပဲတီးခဲ့တဲ့တက်တီကန်စတီကျမရဲ့နှလုံးသားထဲမှာအခြေအမြစ်ဖြစ်တည်လာတဲ့အုံမြစ်ဖြစ်တည်လာတဲ့ဖခင်သခင်ကိုတီးကျွမ်းခြင်းဆိုတဲ့တက်တီအတွက်ဖခင်သခင်ကျမကိုအကြာကြီးအချိန်ပေးခဲ့ပါတယ်ဒီအောင်ကျမနားလည်ခွင့်ရခဲ့တယ်ဖခင်သခင်စံထားတဲ့အမျိုးသမီးတစ်ယောက်ရဲ့စံနှုန်းကိုကျမတို့ဘလို့မှလိုက်မမိပါဘူးဒါပေမဲ့ဒီလိုမှီလို့ဖခင်ခင်ကျမတို့ကိုချစ်တာမဟုတ်ပါဘူးအဓိကသူ့ရဲ့သူတတ်မှတ်ထားတဲ့ဒီလိုပုံစံအမျိုးသမီးမျိုးကျမတို့မဖြစ်ပေမဲ့လေဖခင်ခင်ကိုတည်ကျွမ်းခြင်းဆိုတဲ့အသက်တာမှာရင်းကျက်သောခရိယန်အသက်တာဖြစ်ဖခင်ခင်ကျမတို့ကိုနေ့ရက်အစဉ်တိုင်းပုံသွင်းလျက်ရှိပါတယ်တခါတည်းမှာကျမတို့ကြံစည်တဲ့အတိုင်းဘုရားသခင်ဦးစားပေးတယ်လို့ပါဇက်ကပြောပြီးမြဲကျမတို့ရဲ့စိတ်နှလုံးထဲမှာတစ်သက်တာလုံးအတွက်ကြံစည်ပြီးသားအစီအစဉ်တွေဆွဲပြီးသားဖြစ်တတ်ပါတယ်ဒီຢာတွေကတခါတည်းမှာဖြစ်မလာခဲ့ဘူးပုံပြင်တစ်ပုတ်လိုပဲပြီးဆုံးသွားတတ်ပါတယ်ဒီကမှာလူကအထူးထူးပြပြကြံတယ်ဘုရားသခင်ရဲ့ကြံစည်တာတည်တယ်ဆိုတဲ့သုတ်တန်19:21မှာပါတဲ့အတိုင်းကျမတို့ဒီကြံချက်လေးအဖြစ်အရောက်ချင်းစီတိုင်းနှစ်သိမ့်ခြင်းခွာယူဖို့ဖြစ်ပါတယ်ကျမတို့ကလူသားဖြစ်တဲ့အခါမှာအထူးထူးအပြားပြားကြံစီပါတယ် plan A plan B ကျမတို့မှာ plan များစွာနဲ့အသက်တာမှာဘယ်လိုသွားရင်ကောင်းလဲဒါပေမဲ့တခါတည်းမှာကျမတို့စီစဉ်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာဘုရားသခင်ကိုအဖြစ်တင်တယ်ဘုရားသခင်သူကြတော့ဖြစ်တယ်ကျမဘာလို့မဖြစ်တာလဲဘုရားသခင် complaint တက်တယ်ဒီခါမှာကျမတို့ရဲ့အသက်တာမှာအမင်္ဂလာဖြစ်လာပါတယ်ဘုရားသခင်တေချာပြောပြတာဖြစ်တယ်လူသည်အထူးထူးပြပြကြံစီတယ်ဒါပေမဲ့ငါအကြံမဲ့တည်မယ်လို့သူကိုယ်တိုင်ပြောထားပြီးသားဖြစ်တယ်ဒီຢာပေါ်မှာကျမတို့တစ်ခါတည်းဒီကျမ်းစာအသက်ဖြစ်မလားဒီကျမ်းစာကျမရဲ့မျက်စိထဲမှာစလုံးပဲဖြစ်လာတဲ့ခါမှာဘုရားခင်ကိုနားမလဲဘုရားခင်ဘာကြောင့်why ဆိုတဲ့မိဂုံမောင်များစွာနဲ့ကျမအသက်ရှင်ခဲ့တယ်ကိုယ့်ရဲ့အထင်တိုင်းကိုကောင်းမဲ့ထင်တဲ့အရာလူတွေအမြင်မှာကောင်းမဲ့ထင်တဲ့အရာကျမတို့လုပ်တတ်ပါတယ်ဒါပေမဲ့ကောင်းတဲ့အရာတိုင်းကိုဘုရားသခင်လက်ခံရဲ့လားဆိုတာကျမပြန်စဉ်းစားမိတယ်သူ့ရဲ့အလိုတော်အတိုင်းဖြစ်မှသာသူလက်ခံတယ်ဆိုတော့ကျမသဘောပေါက်လာတယ်ငါမကောင်းတာဘာမှမလုပ်ဘူးမဟုတ်တာမပြောဘူးငါမှန်တယ်ထင်တာငါလုပ်တယ်ကျမအသက်တာမှာဒီလိုမျိုးအချိန်တော်တော်များများကြော်ဖြတ်ခဲ့ပါတယ်ကောင်းတယ်ဆိုတဲ့အရာတွေကိုကျမလုပ်တယ်တခြင်းဆိုတာကောင်းတယ်ချီးမွမ်းတယ်ဒါပေမဲ့တခါတည်းမှာကိုဆိုတဲ့တခြင်းဘာလဲဆိုတာကျမမစင်စားမိတဲ့အချိန်မှများစွာရှိပါတယ်ထာဝရဘုရားသည်ငါဤတိုးတိမ်ဖြစ်တယ်လို့ပြောထားတဲ့ကျမ်းပိုက်တစ်ခုတော့မှပါဇက်ကနေစလုံးတစ်လုံးလိုရွတ်ခဲ့တဲ့အချိန်ပေါင်းမနေပါဘူးတကယ်တမ်းဘုရားသခင်တည်ကျွမ်းတဲ့အသက်တာရောက်လာတဲ့အခါမှာကျမတို့ကိုးကွယ်တဲ့အသက်ရှင်တဲ့ဘုရားကကျမရဲ့တိုးထိန်ဖြစ်တယ်အဲ့ဒီအရာကျမကိုအကြာကြီးစကားပြောတယ်ကျမရဲ့တိုးထိန်ဆိုတော့ကျမဘာလဲကျမတိုးဖြစ်ရမယ်ဒီအရာအဖြစ်ဘုရားခင်ကျမကိုအများကြီးတိုးသင်ခဲ့တယ်တိုးရဆိုတာဘာလဲကျမတို့ဒီလိုနဲ့တွေးမိရဲ့လားတခါတည်းမှာကျမအများကြီးကျမရဲ့အသက်တာမှာအခုအသက်အပိုင်းခြားရောက်လာသည့်တိုင်မှာတနေ့တည်းတာ၍တိလာရတဲ့အရာတွေအများကြီးရှိပါသေးတယ်ကျမတို့အသက်ရှင်နေသည်ဘုရားခင်နေ့ရဲ့အစဉ်တိုင်းတုံတင်နေခြင်းရှိပါတယ်နေ့ရဲ့အစဉ်တိုင်းမှာတာ၍ဖွင့်ပြခြင်းသူနဲ့တာ၍ရင်းနှီးခြင်းဒီမျက်မှောက်တော်ကကျမတို့ရဲ့အသက်တာမှာတရက်တည်းဘာနဲ့မှလဲနိုင်စရာအကြောင်းမရှိတော့တဲ့အသက်တာကိုဖြစ်လာစေပါတယ်ကျမကိုယ်၌တိုးဖြစ်ရင်လားလို့စဉ်းစားမိတဲ့အခါကျမတိုးမဖြစ်ခဲ့တဲ့အချိန်အများစွာရှိပါတယ်စိတ်တကောင်လုံးမြည်တွန်းတစ်ချိန်လုံးတပြက်ပြက်နဲ့မြည်တွန်းညီးတွားခဲ့တဲ့အသက်တာ
တိုးတကောင်လို့ငြိမ်ပြီးတော့နာခံပြီးတော့ဘုရားသခင်ဘာပြောမလဲဘုရားသခင်ရဲ့အတန်ကိုလိုက်ရှာတဲ့တက်တာကျမဘယ်နှခါရှိခဲ့လဲဒါထာဝရဘုရားသခင်ငါဤတိုးတိုင်းဖြစ်တော်မူဤဆိုတဲ့ကျမ်းပိုက်ကလေးတောင်မှကျမအသက်40လောက်မှတေချာသဘောပေါက်ခွင့်ရခဲ့တာဖြစ်ပါတယ်ကျမဒီကျမ်းပိုက်ကိုနှုတ်နဲ့ဆိုခဲ့တယ်ကျမရဲ့စိတ်ထဲမှာနဲ့မစင်စားခဲ့မိဘူးဒီလိုကျမ်းပိုက်တွေထဲမှာဘုရားသခင်ကျမတို့ကိုနေ့ရက်အစဉ်တိုင်းစကားပြောနေတဲ့အရာတွေကတကယ်ရှရနာတိုက်ကြီးတစ်ခုလိုပဲနှုတ်ကပတ်တော်ကကျမတို့အတွက်တန်ဖိုးရှိပါတယ်ဒီနှုတ်ကပတ်တော်အပြင်ကျမကိုနေ့ရက်အစဉ်တိုင်းဘုရားသခင်အသက်တာမှာတွင်တင်နေတဲ့အရာကိုနားလေလာခွင့်ကိုဘုရားသခင်ပေးခဲ့တယ်ဘုရားသခင်ရဲ့အတန်ကိုကြားဖို့ကျမအချိန်ကာလအများကြီးကြာခဲ့ပါတယ်တခါတည်းမှာဘုရားသခင်ကျမတို့ကိုလူတယောက်အဖြစ်စကားပြောခြင်းနဲ့ဆိုလိုက်တဲ့တခြင်းတစ်ခုအဖြစ်စကားပြောခြင်းနဲ့ဖတ်လိုက်တဲ့ကျမ်းပိုက်အရာအဖြစ်စကားပြောခြင်းနဲ့နေ့ရက်စဉ်တိုင်းဘုရားသခင်ကျမတို့ကိုဘယ်လိုပြောနေလဲဆိုတဲ့အရာကိုကျမမကြားတတ်ခဲ့ဘူးဒီအရာတွေကဘုရားသခင်ကျမတို့အရောက်ချင်းစီတိုင်းကိုသူပြောနေတဲ့စကားသူလှုပ်ခိုင်းနေတဲ့အရာနင်လှုပ်တာကောင်းတယ်နော်ဒါပေမဲ့ကောင်းတိုင်းကလက်မခံဘူးဆိုတဲ့အရာကျမကိုသူတွင်တင်လာခြင်းဖြစ်ပါတယ်ကျမတို့တစ်ခါတည်းမှာဘုရားသခင်ရဲ့အတန်ကိုကြားတတ်ဖို့နေ့တိုင်းပြုပြင်နေတဲ့အရာကိုနားလည်ဖို့အသက်40မှာနားလည်မလားအသက်60မှာနားလည်မလားတယောက်နဲ့တယောက်ဘုရားသခင်သတ်မှတ်ထားတဲ့အချိန်တော့တူမယ်လို့ကျမမထင်ပါဘူးကျမကိုယ်တိုင်မင်းလည်းအခုနားလည်နေတဲ့အရာနဲ့နောက်နှစ်အနည်းငယ်မှာထပ်မံပြီးဘုရားသခင်ဖော်ပြမယ့်အရာတူခြင်းမှတူမှာပါဘာလို့လဲဆိုတော့ဘုရားသခင်ကအတစ်တော်အသက်တာနေ့ရက်အစဉ်တိုင်းမှာသူ့အားဖြင့်ဖော်ပြနေတဲ့အရာတွေကအတစ်တွေပဲဖြစ်နေတဲ့အခါမှာတခါတည်းကျမတို့ပဲဆွဲလန်းနေအယိုးဆွဲနေတဲ့အရာတွေမှားယွင်းမှုကမှန်တယ်လို့ဖြစ်နေတဲ့အရာတွေမှာဘုရားခင်ရဲ့ဖော်ပြခြင်းနဲ့ရှောက်လန်းမှုကျမကိုဘုရားခင်တွင်တင်ပါတယ်ဒီຢာတွေကကျမရဲ့အသက်တာမှာနေ့ရက်စဉ်တိုင်းသက်တည်ဖြစ်လာတယ်ဘုရားသခင်နဲ့စကားပြောရတာကိုကျမပျော်မွေ့လာတယ်ဘုရားသခင်ကိုကျမဘာပြောမလဲဆိုတာနားထောင်ရတဲ့အသက်တာဒီအရာကိုကျမတို့ meditate လုပ်တက်လာတယ်ဘုရားသခင်ပြောနေတဲ့အတန်ကိုကြားခြင်းနဲ့လောကအရာတွေသိများတဲ့ခါမှာတော့မကြားတတ်ပါဘူးကျမကိုယ်တိုင်မြင်ရင်တခါတည်းမှာလောကထဲမှာနေမဝန်းသွားတဲ့အခါမှာလောကသည်ငါနဲ့မဆိုင်ဆိုတဲ့အတိုင်းကျမတို့ဘုရားသခင်နဲ့မိဿဟာယမှာထိခိုက်တတ်ပါတယ်ဒီအရာကျမနေ့တိုင်းဘုရားသခင်ကျမကိုသတိပေးနေတယ်မနဲ့မိုးလင်းတာနဲ့ဘုရားသခင်ကိုအရင်ရှာတဲ့အသက်တာဖြစ်လာတဲ့အခါလောကအရာတွေကကျမတို့ရှာစရာမလိုသူ့အလိုလိုဘုရားသခင်ပြင်ဆင်ပေးပြီးသားဖြစ်တယ်ဆိုတာကိုသဘောပေါက်လာပါတယ်ဒါကြောင့်မလို့ဘုရားသခင်လူတိုင်းကိုဆုံးမသွန်သင်နေတယ်လို့ကျမကိုလည်းဆုံးမသွန်သင်နေတဲ့အတွက်ယေရှုတော်ကိုချီးမွမ်းပါတယ်လို့ကျမယနေ့ခံစားနေရတာနဲ့ထပ်တူထပ်မျှဒီမှာရှိတဲ့ညီကောင်မောင်နှမတွေလည်းခံစားရပါစေလို့ကျမဆုတောင်းပါတယ်အထူးသဖြင့်ကျမတို့ရဲ့အသက်တာမှာဘုရားခင်စကားပြောနေတဲ့အရာတွေကိုရှာတတ်ဖို့နားထောင်တော့နားနဲ့ခံယူတတ်တဲ့ဝိညာဉ်နှလုံးသားရှိပြီးတော့ဘုရားခင်လှုပ်စီခြင်းတဲ့အရာအတိုင်းကောင်းတော်လဲဘုရားခင်ရဲ့အလိုတော်နဲ့ညီတဲ့အသက်တာမှာတာ၍ဘုန်းတော်ထင်ရှားသောခရိယန်ယုံကြည်သူမျိုးသမီးများခရိယန်ယုံကြည်သူသားသမီးမိသားစုများဖြစ်နိုင်မယ်ဆိုတဲ့အရာကိုဘုရားခင်ရှင်ဒီကျမကိုဖော်ပြတဲ့အတွက်ဒီအရာအပြင်ရောက်ချင်းစီတိုင်းကိုကျမတက်တည်ခံခွန်အားပေးခြင်းပါတယ်လို့ကြားနာသူရောက်ချင်းစီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေ